မင်္ဂလာပါရှင်ဒီနေ့3လပိုင်း25ရက်နေ့ရွှေဈေးပုံမှန်မှာပဲ4800နဲ့900ဘတ်ပါရှင်မနေ့ရောက်ပေးတဲ့ဆိုင်ဖလန်းဆန်စာတုပတိတလားလူချစ်လင်ဈေးဆွဲ35အနီးမှာပါမနေ့တဲ့ပုံနဲ့ Facebook အကောက်တူတွေ TikTok အကောက်တူတွေအများတန်းရှိတဲ့အတွက်အားလုံးအထူးသတိထားကြပါပထမဆုံးရွှေဝယ်မဲ့သူရဲ့ပထမဆုံးရေးကြသွင်းမဲ့သူရဲ့စာအရင်ရေးလာပါဗီဒီယိုကောခေါ်ပြီးမှငွေလွှဲကြပါရှင်ရွှေနဲ့ပတ်သက်ရင်တတိမနာမည်နဲ့ဗန်နေတာအသုံးပြုပါတယ်တတိမနာမည်ကျဲဝီဖာထိုင်းလိုအင်္ဂလိပ်လိုရေးထားပြီးသားတွေပြန်ပို့ပေးတာဖြစ်ပါတယ်အကောက်အတုတွေထူတတိထားကြပါရှင်တကြံပယ်နေ့ပိတ်မလဲလို့မေးထားတဲ့သူတွေအတွက်တကြံပိတ်ရက်ကလေးကိုမာကပြောပြပါမယ်တကြံပိတ်ရက်ကကြတော့4လပိုင်း73ရက်14ရက်15ရက်3ရက်ဆက်တိုင်းရွှေဆိုင်ပိတ်ပါတယ်ရှင်16ရက်နေ့ဆိုလို့ရှိရင်ရွှေဆိုင်ပြန်ဖွင့်ပါတယ်เนาะတကြံ3ရက်ပဲပိတ်ပါတယ်ရှင်ပိတ်ရက်မှာတော့မမတို့ရွှေပစ္စည်းပို့တာတွေဘာတွေမလုပ်ပေးတော့ပါဘူးเนาะတကြံမရောက်ခင်ရဲ့အထီကိုမမတို့ပစ္စည်းတွေလည်းပို့ပေးမယ်ထိုင်းနိုင်ငံအနှံ့ပေါ့เนาะတကြံပိတ်ရက်ရောက်ပြီးနီးပြီဆိုရင်တော့မမတို့မပို့ပေးတော့ပါဘူးတကြံ3ရက်ပိတ်ပါတယ်ရှင်